လာပါဗျဒီနေ့ကျတော့စင်ကာပူနေပြီးတော့ဘာတန်ကိုဘယ်လိုတွားရမလဲဒီဗီဒီယိုနဲ့ကျွန်တော်ပြောပြပေးခြင်းနဲ့ဒါနမက်တာ MRT နဲ့ထွက်ပြီးတော့ကားနံပါတ်35ကိုစီးပြီးတော့ဒါနမက်တာ ferry terminal တီကိုစီးတော့ရတယ်ဒါနမက်တာ ferry terminal ရောက်လို့ရှိရင်အထဲဝင်လိုက်ဗျဘာတန်တော့မဲ့လက်မှတ်ရောင်းတဲ့ကောင်တာရှိရဗျဖေးထွက်တဲ့ချိန်က10နာရီမိနစ်20 17နာရီမိနစ်20 12နာရီခွဲ2နာရီခွဲ4နာရီမိနစ်20တက်တယ်လက်မှတ်ကိုကြတော့အနိုင်ကျူပြီးတော့ဝယ်ရတယ်တော့ပြန်လက်မှတ်ကိုကြတော့စင်ကာပူဒေါ်လာ40ဝန်းကျင်လောက်ကျတယ်အပြန်လက်မှတ်ကိုကြတော့အင်ဒိုနီးရှားတောင်းမှာပဲဟိုစီးတဲ့ဒီ ferry ကုမ္ပဏီမှာပဲ passport ပြပြီးတော့အပြန်လက်မှတ်ကိုယူလို့ရမှာဖြစ်ပါတယ်လက်မှတ်ဝယ်ပြီးလို့ရှိရင် immigration ကိုဖြတ်ရမယ် boarding gate ကိုဖြတ်ဖို့အတွက်ကြတော့ကိုဝယ်တဲ့လက်မှတ်နဲ့ scan ပြပြီးတော့ boarding gate ကိုဖြတ်ရပါတယ် ferry ဘက်ကို3မိနစ်တော့လမ်းလျှောက်ရတယ်ကိုဝယ်တဲ့လက်မှတ်နဲ့ဒီ ferry ဝန်ထမ်းကိုပြရတယ်အဲ့ဒါမှ ferry မော်တက်ခွင့်ရမှာဖြစ်ပါတယ်immigration ရောက်တော့ရှင်တော့နည်းနည်းတော့သတိထားကြရှိတယ်ကိုက WB သို့မဟုတ် aspect ခိုင်ဆောင်ထားနေတွေရော immigration ဖြတ်ရလုံးဝပြဿနာမရှိဘူးအဲ့ဒါတွေမရှိတော့လို့ရှိရင်တော့ return ticket ပြရမှာ immigration ကအရင်ရှိပါတယ်အဲ့ဒါသတိထားစေချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ကြမှာဗျ